ကျွန်တော်တို့အားလုံးဟာကိုယ့်ကလေးတွေကိုအကောင်းဆုံးတွေပဲဖြစ်စေချင်ကြပါတယ်အကောင်းဆုံးကျောင်းတွေမှာထားချင်တယ်အတော်ဆုံးဆရာတွေနဲ့သင်စီချင်ကြတယ်ဒါပေမဲ့ကျွန်တော်တို့မိနေတတ်တဲ့အမှန်တရားတစ်ခုရှိပါတယ်အဲ့ဒါကတော့တင့်ကလေးရဲ့ပထမဆုံးနဲ့အရေးကြီးဆုံးစံပြပုဂ္ဂိုလ်ဟာတင်ကိုယ်တိုင်ပဲဖြစ်နေတာပါကလေးတစ်ယောက်ရဲ့စိတ်ဓာတ်ဟာအဖြူရောင်ပိတ်စလေးလိုပါပဲဒီပိတ်စပေါ်မှာပထမဆုံးအယောင်ဆိုးမဲ့သူဟာသူတို့ရဲ့မိဘတွေပါကျောင်းမနေခင်အပြင်လောကနဲ့မထိတွေ့ခင်မှာတင်သူတို့ဟာအိမ်ကနေအရာအလုံးကိုစတင်သင်ယူနေပါပြီအဲ့ဒါကြောင့်မိသားစုဆိုတာကလေးတစ်ယောက်ရဲ့ကဘာဦးကျောင်းတော်လို့ကျွန်တော်တို့ခေါ်ဆိုတာဖြစ်ပါတယ်ကလေးတွေဟာဘာလို့ပါဆိုတဲ့နှုတ်ထွက်စကားတွေထက်တင်ဘာလို့နေလဲဆိုတဲ့လက်တွေ့အပြုအမူတွေကိုပိုပြီးအတုမြင်အတက်သိကြပါတယ်တင်ကတပားသူကိုကူညီတတ်ရင်တင့်ကလေးဟာလည်းကျင်နာတတ်လာပါလိမ့်မယ်တင်ကစာဖတ်တာဝါသနာပါရင်တင့်ကလေးဟာလည်းစာအုပ်တွေကိုချစ်မြတ်နိုးလာပါလိမ့်မယ်ဒါပေမဲ့စန့်ကျင်ဘက်အခြေအနေတွေကိုတင်စဉ်းစားဖို့ပါသလားအိမ်တွင်းကအငင်းပွားမှုတွေဒေါသတကြီးအော်ဟစ်တန်တွေဟာကလေးတစ်ယောက်ရဲ့ဖြူစင်တဲ့ပိတ်စာပေါ်မှာဘလို့အစိုးအထင်းတွေဖြစ်သွားစေနိုင်တယ်ဒီနေ့ဒီဗီဒီယိုလေးမှာတော့ကလေးတွေရဲ့အခြေခံအုံမြင့်အကြောင်းကိုပြောပြပေးသွားမှာပဲဖြစ်ပါတယ်ကလေးတစ်ယောက်အတွက်ပထမဆုံးလူမှုဆက်ဆံရေးသင်ခန်းစာဟာကျောင်းမှာစတာမဟုတ်ပါဘူးအိမ်တွင်းကမိသားစုမှာစတာပါအဖေကအမေကိုဘလို့စကားပြောတယ်လဲအမေကအဖွားကိုဘလို့ပြုမှုတယ်လဲဆိုတာတွေဟာကလေးရဲ့စိတ်ထဲမှာလူသားအချင်းချင်းဆက်ဆံရေးပုံစံအဖြစ်အခြေခံအုံမြင့်တည်သွားပါတယ်ကျွန်တော်တို့ကကလေးတွေကိုလိမ်မာရမယ်ယူသားရမယ်လေးစားရမယ်လို့နေ့တိုင်းဆုံးမနေတတ်ကြပါတယ်ဒါပေမဲ့ကလေးတွေဟာကျွန်တော်တို့ရဲ့စကားလုံးတွေကိုနားမထောင်ပေးကျွန်တော်တို့ရဲ့အမှုအကျင့်တွေကိုပဲလိုက်ကြည့်နေကြတာပါတင်ကလူတစ်ယောက်အပေါ်ကြည်နာပြလိုက်တဲ့တခဏဟာကလေးအတွက်တော့စာမျက်နှာ100ပါတယ်ကိုကျင့်တရားစာအုပ်တအုပ်ကိုဖတ်လိုက်ရတာတဲ့ပို့ပြီးထိရောက်ပါတယ်အမှားတစ်ခုခုကြုံလာတဲ့အခါတင်ဘလို့တုံ့ပြန်တယ်လေဒေါသတကြီးအော်ဟစ်ပြစ်လိုက်သလားဒါမှမဟုတ် AECC ဖြီးရှင်းပြသလားတင်ဖြီးရှင်းတဲ့ပုံစံဟာတင်ကလေးအတွက်တော့ပြဿနာတစ်ခုကြုံလာရင်ဒီလိုပဲလုပ်ရတယ်ဆိုတဲ့ကပ္ပဦးတင်ခန်းစာဖြစ်သွားပါတယ်ကလေးတွေဟာကင်မရာတစ်လုံးလိုပါပဲတင်ရဲ့အမှုအရာတိုင်းကိုသူတို့ကမှတ်တမ်းတင်ထားပါတယ်အဲ့ဒီမှတ်တမ်းတွေဟာသူတို့ကြီးပြင်းလာတဲ့အခါသူတို့ရဲ့စရိတ်လက္ခဏာ personality တွေဖြစ်လာမှာပါဒါကြောင့်ကလေးကိုလိမ်မာပါလို့မပြောခင်ကိုယ်တိုင်ကအရင်လိမ်မာပြဖို့လိုအပ်တာဖြစ်ပါတယ်ဒါပေမဲ့ကျွန်တော်တို့ရဲ့အပြုအမူတွေကအမြဲတမ်းအပြုသဘောမဆောင်တဲ့အခါဘာဖြစ်မလဲကျွန်တော်တို့ရဲ့ဒေါသနဲ့အကြမ်းဖက်မှုတွေကကလေးရဲ့စိတ်ထဲမှာဘလို့ကြောက်မဖွယ်ရာအပင်တွေကိုပေါက်စေတယ်လေနောက်တစ်ပိုင်းမှာတော့အဲ့ဒီအမှောင်ရိပ်တွေအကြောင်းဆက်လက်ဆွေးနွေးသွားပါမယ်ကျွန်တော်တို့ဒေါသထွက်လာတဲ့အခါတယောက်နဲ့တယောက်အော်ဟစ်ညှင်းခုန်ကြတဲ့အခါကလေးကဘာမှနားမလည်ပါဘူးလို့ထင်တတ်ကြပါတယ်ဒါဟာအကြီးမားဆုံးအမှားတစ်ခုပါကလေးတယောက်အတွက်မိဘတွေရဲ့ဒေါသတကြီးအော်ဟစ်တန်ဟာကောင်းကင်ကမူးချိုးပြတ်တဲ့ထက်ပိုပြီးကြောက်စရာကောင်းကြတယ်အကြမ်းဖက်မှုလို့ပြောလိုက်ရင်ကျွန်တော်တို့ကရိုက်နှက်တာကိုပဲပြေးမြင်တတ်ကြပါတယ်ဒါပေမဲ့ကလေးရဲ့စိတ်ဓာတ်ကိုချိုးနေတဲ့စကားလုံးတွေလူပုံအလေမှာအဆက်ခွေးတာတွေကလေးကစကားပြောချင်နေတာကိုလက်လျူရှုထားတာတွေဟာလေစိတ်ပိုင်းဆိုင်ရာအကြမ်းဖက်မှုတွေပါပဲဒီတန်ရာတွေကခန္ဓာကိုယ်ပေါ်ကအမာရွတ်တွေထက်ပိုပြီးပျောက်ကင်းဖို့ခက်ခဲပါတယ်အိမ်မှာအမြဲတမ်းအကြမ်းဖက်မှုကိုမြင်တွေ့နေရတဲ့ကလေးဟာပြဿနာတစ်ခုကိုအကြမ်းဖက်နည်းနဲ့ဖြေရှင်းရတယ်လို့မှားယွင်းစွာမှတ်ယူသွားတတ်ပါတယ်သူတို့ရဲ့စိတ်ထဲမှာအင်အားကြီးရင်အနိုင်ယူလို့ရတယ်ဆိုတဲ့စီကံတစ်ခုတိဆောက်သွားတာပါဒါဟာနောက်တစ်ချိန်မှာတငယ်ချင်းတွေပတ်ဝန်းကျင်တွေနဲ့ဆက်ဆံရမှာအကြမ်းဖက်မှုတွေကိုတုံးဆွဲလာစေမယ့်အကြောင်းရင်းဖြစ်လာပါတယ်နောက်တစ်ချက်အနေနဲ့ကတော့ကြောက်ရွံ့ခြင်းနဲ့ကြီးပြင်းလာရတဲ့ကလေးတစ်ယောက်ဟာကိုယုံကြည်မှုကင်းမေ့လာတတ်ပါတယ်သူတို့ဟာတခုခုလုပ်ဖို့အမြဲတမ်းတုံ့ဆိုင်နေတတ်ပြီးစိတ်သက်ကြခြင်းဝေဒနာကိုလည်းစောစီးစွာခံစားရနိုင်ပါတယ်မိဘတိုင်းမှာဒေါသရှိနိုင်ပါတယ်ဒါပေမဲ့တင့်ရဲ့ခဏတာပေါက်ကွဲမှုကတင့်ကလေးရဲ့တဘဝစာစိတ်တန်ရာဖြစ်မသွားဖို့အရေးကြီးပါတယ်မိသားစုမှာအကြမ်းဖက်မှုကိုမြင်တွေ့ခဲ့ရတဲ့ကလေးတွေဟာအရွယ်ရောက်တဲ့အခါမှာလည်းအလားတူပတ်ဝန်းကျင်ဆိုးတွေကိုပဲဖန်တီးမိတတ်ကြပါတယ်ဒီတန်တရားကိုကျွန်တော်တို့ဘလို့ဖြတ်တောက်ကြမလဲနောက်တစ်ပိုင်းမှာတော့နှွေးထွေးတဲ့မိသားစုဘလို့တီဆောက်ကြမလဲဆိုတာဆက်ကြည့်အောင်ပါကျွန်တော်တို့ကလေးတွေကိုပြုစုပြောထောင်တဲ့အခါအပြစ်ပေးဖို့ထက်
ဘာကြောင့်မှားလဲဆိုတာကိုနားလည်ပေးဖို့ပိုအရေးကြီးပါတယ်ကလေးတယောက်အမားလုံးမိတဲ့အခါသင်ကရိုက်နှက်မဲ့အစားသူနဲ့အတူတူအဖြေရှာပေးမယ်ဆိုရင်သူ့ရဲ့စိတ်ထဲမှာငါမိဘတွေကငါ့ကိုအမြဲကာကွယ်ပေးတယ်ဆိုတဲ့စိတ်ပိုင်းဆိုင်ရာလုံခြုံမှု psychological safety ကိုရရှိသွားစေပါတယ်အိမ်ဆိုတာကလေးအတွက်ကဘာပေါ်မှာအလုံခြုံဆုံးနေရာဖြစ်နေရပါမယ်အပြင်လောကမှာသူတို့ဘလောက်ပဲအခက်ခဲကြုံလို့ကြုံအိမ်ကိုပြန်လာရင်တော့နားလေပြီးမယ်ဖီးမှပြီးမယ်မိဘတွေရှိတယ်ဆိုတဲ့အသည့်ဟာကလေးကိုကိုယုံကြည်မှု self confidence အပြည့်ရှိတဲ့လူတစ်ယောက်ဖြစ်လာစေပါတယ်ကလေးရဲ့စကားကိုတီချာနားထောင်ပြီးခြင်းကသူတို့ကိုငါဟာတန်ဖိုးရှိတဲ့သူတစ်ယောက်ပဲလို့ခံစားရစေပါတယ်သူတို့ပြောတာကိုအလေးထားပြီးတဲ့အခါသူတို့ဟာမိဘကိုပိုပြီးပွင့်လင်းတိုင်မြင်လာပါတယ်ဒါဟာအနာဂတ်မှာကလေးနဲ့မိဘကြားကခိုင်မာတဲ့ဆက်ဆံရေးတည်ဆောက်ဖို့အကောင်းဆုံးနည်းလမ်းပဲဖြစ်ပါတယ်စိတ်ပိုင်းဆိုင်ရာလုံခြုံမှုရှိတဲ့ကလေးတွေဟာစူးစမ်းလို့စိတ်ပိုရှိကြတယ်အသည့်တွေကိုစမ်းသပ်ဖို့မကြောက်ကြတော့ဘူးအဲ့ဒီကနေတဆင့်သူတို့ရဲ့ဖန်တီးနိုင်စွမ်း creativity တွေလည်းပိုပြီးဖွံ့ဖြိုးလာတယ်တင့်ရဲ့နှွေးထွေးတဲ့အပြုအမူတစ်ခုကတင့်ကလေးရဲ့အနာဂတ်ကိုပြောင်းလဲပေးနိုင်ပါတယ်ဆိုတာမမေ့ပါနဲ့နှွေးထွေးတဲ့မိသားစုတစ်ခုတည်ဆောက်ဖို့ဆိုတာတညရဲနဲ့မဖြစ်နိုင်ပါဘူးဒါပေမဲ့အခုကျွန်တော်ပြောပြမယ်လက်တွေ့ကြတဲ့အချက်၅ချက်ကိုဒီနေ့ကစပြီးလိုက်နာကြည့်မယ်ဆိုရင်တင့်ကလေးရဲ့ဘဝမှာတည်တာတဲ့ပြောင်းလဲမှုတွေကိုမြင်တွေ့ရမှာပါခင်ဗျာပထမအချက်ကတော့နားထောင်ပေးပါတနေ့ကိုအနည်းဆုံး15မိနစ်လောက်တင့်ကလေးရဲ့စကားကိုအဆုံးထိနားထောင်ပေးပါသူတို့ပြောတာကိုကြားဖြတ်မပြောပါနဲ့အကြံဉာဏ်တွေချက်ချင်းမပေးပါနဲ့သူတို့ရဲ့ခံစားချက်ကိုနားလည်ပေးတာတယ်သူတို့အတွက်လုံလောက်ပါတယ်ဒုတိယအချက်ကစံပြနေထိုင်ပါကလေးကိုလိမ္မာပါရိုးသားပါလို့အကျင့်တရားပြောတာတဲ့တင်ကိုယ်တိုင်တစ်ကြိမ်ပဲရိုးသားပြလိုက်တာကပိုထီရောက်ပါတယ်တင်ဖြစ်စီခြင်းတဲ့ကလေးပုံစံအတိုင်းတင်ကိုယ်တိုင်အရင်နေထိုင်ပြလိုက်ပါတတိယအချက်ကဒေါသကိုစီမံပါဒေါသထွက်လာတဲ့အခါကလေးရှိမှချက်ချင်းမပေါက်ကွဲပါနဲ့အခန်းပြင်ကိုခဏထွက်သွားပါရီတစ်ခွက်တော့ပါဒါမှမဟုတ်အသက်ကိုပြင်းရှူပါစိတ်တည်ငြိမ်မှသာကလေးကိုဆုံးပါစတုတ္တအချက်ကချီကျူပါကလေးရဲ့ရလက်ထက်သူတို့ရဲ့စူးစမ်းအားထုတ်မှုကိုအလေးပေးချီကျူပါတွန်းရဲဆိုတဲ့စကလုံးတစ်လုံးကသူတို့ကိုနောက်ထပ်အသစ်တွေကိုစူးစမ်းဖို့ခိုးအားပြီးဆွနိုင်ပါတယ်နောက်ဆုံးအချက်ကတော့အရေးသွေးရှိတဲ့အချင်းကိုပြီးပါဖုန်းတွေ TV တွေကိုခဏပိတ်ထားပြီးကလေးနဲ့အတူတူကစားတာပုံပြင်ပြောတာမျိုးလုပ်ပြီးပါတင်းပေးလိုက်တဲ့ဒီအချင်းပြီးတွေကကလေးအတွက်တတ်လုံးမမိနိုင်တဲ့အမှတ်တရတွေဖြစ်သွားမှာပါကျွန်တော်တို့ဒီနေ့ထုစစ်လိုက်တဲ့ကလေးငယ်တွေရဲ့စိတ်ဓာတ်ဟာနောက်တစ်ချိန်မှာဒီကဘာကြီးကိုပုံဖော်မဲ့အင်အားစုတွေဖြစ်လာမှာပါကျွန်တော်တို့အိမ်ထဲမှာပေးလိုက်တဲ့မေတ္တာလုံခြုံမှုနဲ့သင်ခန်းစာတွေဟာသူတို့ကြီးပြင်းလာတဲ့အခါပတ်ဝန်းကျင်ကိုပြန်လေမျှဝေပြီးမဲ့အလင်းရောင်တွေပဲဖြစ်ပါတယ်သင်ကလေးကိုပေးနိုင်တဲ့အကောင်းဆုံးအမွေဆိုတာငွေကြီးအင်အားဒါမှမဟုတ်ရုပ်ဝတ္ထုပစ္စည်းတွေမဟုတ်ပါဘူးသူတို့ရဲ့ရင်ထဲမှာတလုံးခိုင်မာနေမယ်မှန်ကန်တဲ့စိတ်ဓာတ်အခြေခံဥညင်တွေနှွေးထွေးတဲ့မိသားစုအမတ်တရားတွေပဲဖြစ်ပါတယ်အဲ့ဒီအမွေဟာဘယ်တော့မှပျောက်ပြတ်သွားမှာမဟုတ်ပါဘူးဒါကြောင့်ဒီနေ့ကစပြီးတင့်ကလေးအတွက်လုံခြုံစိတ်ချရတဲ့မိသားစုဆိုတဲ့ကဘာလေးကိုအတူတူတည်ဆောက်ပေးလိုက်ကြရအောင်ပါတင်းရဲ့အပြုသဘောဆောင်တဲ့ပြောင်းလဲမှုလေးတစ်ခုကတင်းကလေးရဲ့အနာဂတ်ကိုပို့မှုတောက်ပါစီမှာသိချပါတယ်ကြည့်ရှုပြီးတဲ့အတွက်ကြည်စုတင်ပါတယ်နောက်ဗီဒီယိုတွေမှာပြန်တွေ့ကြပါမယ်ကျွန်တော်ရဲ့ channel လေးကို subscribe လုပ်ထားဖို့လည်းမမေ့ပါနဲ့အောင်နော်